ကျေးဇူးတင်ပါတယ်ဆိုတော့နောက်မေးခွန်းတစ်ခုအနေနဲ့ပေါ့နော်အခုကလေးတွေက social media အသုံးပြုမှုတွေ game အသုံးပြုမှုတွေအများများလာတယ်ပေါ့နော်ဒါဆိုရင်ကလေးတွေရဲ့စိတ်ကျန်းမာရေးတွေကိုဘယ်လိုတက်ရောက်မှုရှိလဲမိခင်များကိုဒီကလေးတွေကို screen time နဲ့ပတ်သက်ပြီးတော့ဘယ်လိုစီမံခန့်ခွဲတင်လဲဆိုတော့ဆရာရဲ့အကြံပေးချက်လေးပြောပြကြည့်ပါအောင်ရှင်ဟုတ်ကဲ့ဆင်မဟုတ်ဆိုတော့ကျွန်တော်တို့ကအဲ screen time လို့ပြောလို့ရှိရင်ကျွန်တော်ဆွဲလန်းမှုပြဿနာပေါ့နော်ဆိုတော့ဆွဲလန်းတဲ့ issue ပေါ့လေဆိုတော့ကျွန်တော်ရဲ့စိတ်ပိုင်းဆိုင်ရာမှာဆွဲလန်းမှုအခက်အခဲကဘယ်ကနေလာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဘဝမှာတာယာစေတဲ့ခံစားချက်တွေမရှိတော့တဲ့အခါမျိုးမှာကျွန်တော်ဆွဲလန်းမှုကိုကျွန်တော်အစားထိုးပြီးလုပ်တယ်ဆိုလိုချင်တဲ့သဘောကဆွဲလန်းမှုဒီကိုလုပ်တဲ့အခါမှာကျွန်တော်အုံနောက်ကနေပြီးတော့တာယာစေရဲ့ဒိုပါမင်ဆိုတဲ့ဟော်မုန်းဓာတ်ကိုထွက်တယ်ဆိုတော့ထွက်ကြတော့ကျွန်တော်တို့ကလေးတွေကဖုန်းတွေဆွဲလန်းတယ်တခုခုဆွဲလန်းတယ်ပေါ့လူကြီးလည်းတူတူပဲပေါ့နော်ဆွဲလန်းမှုပြဿနာရတိုင်းမှာတေချာပေါ့ကျွန်တော်တခုလေး check and balance လုပ်ကြည့်ဖို့လိုအပ်တဲ့ဟာကသူ့ဘဝထဲမှာအောင်မြင်စေတဲ့အခက်အောင်မြင်စေတဲ့ကဏ္ဍချက်တွေတာယာစေတဲ့ခံစားချက်တွေကိုကျွန်တော်စနစ်တကျစီမံခန့်ခွဲနေလားဆိုတဲ့ဟာကိုကျွန်တော်ပြင်ပြီး balance လုပ်ပေးဖို့လိုတယ်ဆိုတော့ကျွန်တော်တို့အဲ့မှာအောင်မြင်မှုလည်းမရှိဘူးတာယာမှုလည်းမရှိဘူးပျော်ရွှင်မှုလည်းမရှိဘူး realistic တကယ်လက်တွေ့ဆန်တဲ့အဲ့ဒီအကြောင်းအရာ၃ချက်ကိုကျွန်တော်တိဆောက်ထားမှုမရှိလို့ရှိရင်တစ်ဖက်မှာကျွန်တော်ဆွဲလန်းမှုပြဿနာတွေဖြစ်လာတတ်တယ်ဆိုတော့အဲ့ဒီခါလေးအတွက်ကြောင့်ကျွန်တော်ကဘယ်လိုလေးစီမံခန့်ခွဲပေးဖို့လိုလဲလို့ဆိုလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ daily schedule ပေါ့နော်နေ့တူကလုပ်ငန်းဆောင်မှာကျောင်းတက်သူမျိုးပေါ့လေမြန်မာစာချိန်ဆိုတနားရီတက်မှာပြီးရင်အင်္ဂလိပ်စာချိန်လာမယ်ဆိုတော့ဒီလိုပုံစံမျိုးပဲကျွန်တော်ဘဝထဲမှာလည်းစော့ကစားရမယ့်အချိန်ပျော်ပျော်ရွှင်နေရမယ့်အချိန်ကိုယ့်အတွက်ကိုတာယာစေတဲ့ activity လေးတွေကိုစီမံခန့်ခွဲအချိန်မိသားစု gathering လုပ်တဲ့အချိန်စသဖြင့်ဒီဟာလေးကိုကျွန်တော်က time management ပုံစံလေးကိုစနစ်တကျလေးလူကြီးမိဘတွေစီမံခန့်ခွဲပေးဖို့ကအရင်အရေးကြီးတယ်ဆိုတော့family time ကပျော်ပျော်ရွှင်ကျွန်တော်က TV ကြည့်လိုက်တာမျိုးပေါ့နော်ဆိုတော့ TV ကြည့်လို့မရရင်တော့ဘာလုပ်မလဲကျွန်တော်တချင်းဆိုတာမျိုးပေါ့ဆိုတော့တချင်းဆိုတာကျွန်တော်ကဘာမှမလိုဘူးဗျာကျွန်တော်နားလဲတဲ့တချင်းလေးကိုကလေးနဲ့တူပျော်ပျော်ရွှင်ဆိုမယ်ဆိုတော့မီးမရှိလဲဒါတချင်းဆိုလို့ရတယ်နော်ဆိုတော့ပြောချင်တဲ့သဘောကပျော်ရွှင်မှုဆိုတဲ့ဟာကကျွန်တော်တခုခုရှိနေမှပျော်ရွှင်တာမျိုးမဟုတ်ဘူးကျွန်တော်မှရှိတဲ့အရာနဲ့ဘယ်လိုပျော်ရွှင်အောင်လုပ်မလဲဆိုတဲ့ဟာလေးတွေကိုကျွန်တော်ကလေးတွေကိုငယ်ဘဝတည်းကနေဒီလိုမျိုးအလေးချင်း practice လေးကိုရဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ဒါလေးတစ်ချက်ဖြစ်မယ်ပြီးရင်နောက်ထပ်ဒုတိယတစ်ချက်ကကြတော့လူကြီးတွေကများသောအားဖြင့်ကလေးတွေကိုမင်းတာလုပ်ပါဟိုဟာလုပ်ပါလို့ပြောတတ်ကြပေမဲ့လို့ကျွန်တော်အမြဲတမ်းသတိထားမယ်ဟာကလေးတွေကလည်းကျွန်တော်တို့စီကနေပြန်သင်ယူနေဆိုတော့သတိထားကြည့်လို့လိုတယ်ဆိုတော့ပြောချင်တဲ့တော့ဟုတ်ဆိုတော့လူကြီးတွေကတကူကတော့ဖုန်းသုံးနေတယ်ဒါပေမဲ့ကလေးတွေမင်းဖုန်းမသုံးတော့ပြောရှင်သူတို့မှအမြဲတမ်း counter question ရှိရပါတော့ဆိုတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့ကလေးတွေကဘယ်ကနေသင်လဲဆိုရင်ကျွန်တော်တို့လူကြီးမိဘတွေစီကနေပဲသင်ယူတာအထူးသဖြင့်မိဘတွေဆရာဆရာမတွေစီကသင်ယူတဲ့အခါကျတော့အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကကိုယ်တိုင်မှာလည်းကိုယ့်ရဲ့ time management plan ကိုတေချာလေးဆွဲဖို့လိုတယ်လို့မျိုးကလေးအတွက်ကိုလည်း gathering လုပ်ပြီးတော့အတူတူပေါ့နော်သူ့ရဲ့ဘဝကိုလည်းသူ့အခြေအနေအခက်အခဲကိုလည်းရင်ဆိုင်နိုင်မှုအတွက်ကိုလည်းပြင်ဆင်လို့မျိုးကျွန်တော်မိသားစုအနေနဲ့လည်းကျွန်တော်လူမှုအတိုင်းအဝန်အနေနဲ့လည်းဘလို့အတူတကွတာယာစီတဲ့ခံစားချက်တွေပျော်ရွှင်တဲ့ခံစားချက်တိဆောက်မလဲဆိုတဲ့ဟာကိုကျွန်တော်ဘဝတွေကိုမထည့်နိုင်သေးဒါလုပ်ပါဟိုဟာလုပ်ပါဆိုတဲ့ဟာကအမြဲတမ်းreason မကြတဲ့ဟာမျိုးကလေးဘက်မှာလည်း counter question ရှိနိုင်တယ်ပေါ့နော်ဟုတ်အဲ့ဒီလေကျွန်တော်အနှစ်ချုပ်လေးပြန်ပြီးတော့ပြောချင်ပါတယ်ဆရာမဟုတ်ကဲ့ဆိုတော့ဆရာကြီးအရင်ကျေးဇူးတင်ပါတယ်ဆရာပြောတဲ့စကားတွေကအရင်တန်မိုးရှိတယ်ပေါ့နော်ဆိုတော့နောက်ဆုံးအနေနဲ့ဒီကျမတို့မြန်မာနိုင်ငံမှာရှိတဲ့ဒီကလေးမိဘတွေဆရာဆရာမတွေကလေးတွေကိုပြုစုဆောက်ရှောက်သူများကိုကလေးတွေရဲ့စိတ်ကျန်းမာရေးနဲ့ set management အတွက်အရေးကြီးတဲ့ပေါ့နော်အကြံဉာဏ်တစ်ခုပေးရမယ်ဆိုရင်ဆရာဘာကိုပေးချင်ပါတယ်လဲရှင်ဟုတ်ကဲ့ဆရာမဟုတ်ဆိုတော့ဆရာမတစ်ချက်ဆိုပြီးမှလို့နော်ကျွန်တော်နည်းနည်းလေးပြောကြရတော့များတယ်ပေါ့နော်ဆရာရတယ်ဆရာရတယ်ဆိုတော့အချိန်ပြီးလို့လည်းအများကြီးကျေးဇူးတင်တယ်ပထမဆုံးတစ်ချက်ကကြတော့လေကျွန်တော်တို့ကကျွန်တော်ရှေ့မှာပြောခဲ့တဲ့ high ရဲ့ပဲနည်းနည်းပြန်ပြီး highlight ပြန်ထုတ်ချင်တာပေါ့နော်ဆိုတော့ပထမဆုံးတစ်ချက်ကကြတော့ကျွန်တော်တို့တွေကြီးပြင်းလာတဲ့အထိကိုတခါလေကြောက်ချင်ကလေးရဲ့ needs and want ကိုကျွန်တော်ကမသိကြတာမျိုးကြီးများတယ်ဆိုတော့ကိုဘာဖြစ်ချင်ဘာလုပ်ချင်တာလဲဒီကိုဖြစ်နေတဲ့အကြောင်းအရာတွေရောကိုဘယ်လိုဖြေရှင်းမလဲဆိုတဲ့အရာကိုကျွန်တော်က input ပေးရတဲ့ဆာလို့ရှိရင်သူတို့ကိုယ်တိုင်သူတို့ပြန်ရှာဖွေနိုင်တဲ့ practice လေးကိုအရင်ဆုံးလုပ်ပေးစေချင်တယ်ကောင်းနေဆရာဟုတ်ပြောချင်တဲ့သဘောကဗျာကျွန်တော်ကဒီ
ဘာခေါ်လဲကျွန်တော်တို့မှမရှိတဲ့အကြောင်းအရာကိုမရှိရကောင်းလားဆိုပြီးဝေဖန်အပြစ်တင်မဲ့အစားကိုသူကိုယ်တိုင်ဒီမရှိတဲ့အရာကနေသူဘယ်လိုဖြေရှင်းမလဲသူတို့ဘယ်လိုကိုယ်တိုင်struggle လုပ်မလဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်တင်ကြားတင်ယူပေးမှုဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တွေအမြဲတမ်းလိုက်ပြောနေနိုင်မှာမဟုတ်လိုက်ပြီးတော့စောင့်ကြည့်နေနိုင်မှာမျိုးမဟုတ်ဆိုတော့ခလေးတွေကိုသူတို့ကိုယ်တိုင်မတ်တက်ရက်နိုင်စေဖို့ကျွန်တော်တို့ကသူတို့ကိုယ်တိုင်ရက်တည်နိုင်တဲ့စွမ်းရည်ကိုအရင်ဆုံးတည်ဆောက်ပေးဖို့လိုတယ်ပြီးရင်ဒီတစ်ခုကကြောက်ကျွန်တော်တို့ကcrisis ပေါ့နော်အကြက်တဲတွေကကျွန်တော်တို့ကပုံစံမျိုးစုံအမြဲတမ်းလူရလို့ရှိနေပါစေကျွန်တော်အမြဲတမ်းရှိနေမှာပဲလူသားဘဝတိဆောက်ပါတယ်ကျွန်တော်ကအကြက်တဲတွေကအမြဲတမ်းရှိတယ်ဆိုတော့အဲ့ခါကျတော့ကျွန်တော်ကလေးတွေကိုအမြဲတမ်းသင်ပေးဖို့လိုတဲ့ဟာကဒီစိတ်ခံစားချက်တွေကိုအတိမတ်ပြုနားလည်လက်ခံပေးတဲ့ဟာကအရင်အရေးကြီးတယ်ဆိုတော့ဒေါသထွက်လာရင် okay ဒီဒေါသကိုကျွန်တော်ခွင့်ပြုဖို့လိုအပ်တယ်ခွင့်ပြုလို့ဆိုတာဗျာဒေါသထွက်ခွင့်ပေးတဲ့ဟာကိုပြောချင်တာဆိုတော့ဒီဒေါသကြောင့်လူမှုပတ်ဝန်းကျင်ကိုရန်ပြုတာအဲ့ဒါမျိုးပြောချင်တာမျိုးမဟုတ်ဘူးဆိုတော့မင်းမရှိရဒီစိတ်ခံစားချက်ကိုပထမဆုံးအတိမတ်ပြုလို့လိုတယ်လူမှုပတ်ဝန်းကျင်ကိုခုနလိုဒီ violence ဖြစ်စေဟာတွေကိုမဖြစ်စေဘဲနဲ့ကျွန်တော်ကဒီခံစားချက်တွေကိုသူ့ကိုယ်တိုင်စီမံခန့်ခွဲနိုင်တဲ့စွမ်းရည်ကိုကျွန်တော်ငယ်ဘဝတွေကကျွန်တော်တင်ပြီးတဲ့ဟာတွေကိုလုပ်ဖို့လိုအပ်တယ်ဟုတ်ကဲ့ဆရာဟုတ်ကဲ့နောက်ထပ်တတိယတစ်ချက်ကကြတော့ကျွန်တော်တို့ကစိတ်ခံစားချက်တွေကိုခလေးတွေကိုလုပ်ဖို့လိုတယ်ခိုင်းရင်ကျွန်တော်လူကြီးတွေကိုယ်တိုင်လည်းလုပ်ဖို့လိုတယ်ဆိုတော့ဘာကြောင့်လဲဆိုတော့ကို regulation လို့ခေါ်တယ်ဆိုတော့တခါလေကြောက်ရင်ကျွန်တော်တို့ကိုယ်တိုင်စိတ်ခံစားချက်တွေကို handle မလုပ်နိုင်တဲ့အခါမှာခလေးတွေကိုတွားပြီးတော့အပြစ်တင်ပုံချတဲ့ဟာတွေအများအားဖြစ်တတ်ကြတယ်ဆိုတော့လူကြီးတွေအနေနဲ့ကကျွန်တော်တို့အနေနဲ့လည်းဗျာစိတ်ဖိစီးမှုတွေရှိတယ်စာဝတ်နေရေးကိစ္စရပ်တွေလုပ်ငန်းဝင်ကိစ္စရပ်တွေမိသားစုကိစ္စတွေအိမ်တော်ရေးကိစ္စရပ်တွေခိုင်းရင်ကျွန်တော်ရဲ့ဒီဖိစီးမှုတွေကခလေးတွေပေါ်မှာပုံချတဲ့အခါမှာခလေးတွေကပို့ပြီးပင်ပန်းရတယ်ဆိုတော့အဲ့ခါကျတော့ခလေးတွေကိုလည်းတစ်ဖက်တာမှာသူတို့ကိုယ်တိုင်ရက်တည်နိုင်မှုတင်လို့မျိုးနောက်ထပ်အရေးကြီးတဲ့ကောင်တာကျကျွန်တော်တို့ကိုယ်တိုင်ရောဒီပြဿနာတွေဘယ်လိုဖြေရှင်းနေလဲခလေးတွေနဲ့ကျွန်တော်တို့နဲ့မိသားစုပေါ့parent နဲ့ခလေးနဲ့ကြားထဲမှာရောဒီအခက်ခဲတွေကိုဘယ်လိုဖြေရှင်းနေတယ်လဲဆိုတဲ့ point of view ကိုကျွန်တော်ကအမြဲတမ်းတတိထားကြည့်ဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးအချက်တွေကိုကျွန်တော်တွားရင်းနဲ့နောက်ဆုံးအချက်မှာတော့ကလေးတွေကိုယုံကြည်မှုပေးပါသူတို့ရဲ့ခံစားချက်တွေကိုများများနားထောင်ပါသူတို့ရဲ့လိုအင်တဲ့လိုအပ်ချက်တွေကိုကျွန်တော်တို့ကဘယ်လို supportive ပေးရမလဲဆိုတဲ့ရှုထောင့်ကနေကျွန်တော်တို့အမြဲတမ်းအပင်တပင်လိုပေါ့ဗျာကျွန်တော်ကတီးချိန်တဲ့အချိန်မှာကျွန်တော်ကအသီးဓမြရောသာထည့်မယ်နေအောင်ကြည်လိုတဲ့အခါမှာနေအောင်ကြည်ထည့်မယ်ဒါပေမဲ့ကျွန်တော်ကကိုယ်လောင်ရင်းအောက်မှာပဲအမြဲတမ်းထားနေပြီးတော့မှနေအောင်ကြည်မရတဲ့အပင်လေးလိုမျိုးမကြီးပြင်းရကောင်းလားဆိုပြီးတော့ဝေဖန်တာအပြစ်တင်တာမျိုးပေါ့နော်ဆိုတော့ဒါမျိုးလေးရှောင်ပြီးတော့အပင်တပင်လိုမျိုးပဲရေလွင်ရတဲ့အချိန်မှာရေပေးမယ်နေအောင်ကြည်လိုရင်နေအောင်ကြည်ပေးမယ်ဓမြရောသာလိုရင်ဓမြရောသာပေးမယ်စသဖြင့်ပေါ့နော်ဆိုတော့ဒီလိုမျိုးလိုအင်တဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်တဲ့ဟာတွေကိုကျွန်တော်ကအမြဲတမ်းလေးစောင့်ကြည့်ပြီးတော့တွားပေးတဲ့ဟာမျိုးလေးလုပ်ပြီးစီခြင်းပါတယ်လို့ပြောရင်းနဲ့လေဆရာမမေကွန်းလည်းဖြည့်ပြီးခြင်းပါတယ်ဟုတ်ကဲ့ဆရာဒီခုလိုအချိန်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့တော့ကျမတို့ဒီ childhood self management series ရဲ့ပေါ့နော်ကလေးတွေရဲ့စိတ်သက်ပိုင်းဆိုင်ရာကျမတို့မြင့်တင်ပေးခြင်းတိဆောက်ပေးခြင်းနဲ့ပတ်သက်ပြီးတော့မှပြောကြားပေးသွားတဲ့ဆရာဝေယံကိုအထူးပဲကျေးဇူးတင်ပါတယ်ဒီနေ့ဆရာမတွေကလေးမိဘများအနေနဲ့ဆက်လက်ပြီးတော့ကလေးများနဲ့ပတ်သက်ပြီးတော့တိုင်ပင်ဆွေးနွေးခြင်းနဲ့ဆိုရင်လည်းဆရာကိုဆက်သွယ်ဖို့အတွက်ကျမတို့ contact လေးတွေပေးထားမှာဖြစ်ပါတယ်နောက်တစ်ခါကလေးတွေကိုယ်တိုင်counseling တွေလိုအပ်တယ်ဆိုရင်လည်းဆရာနဲ့ဆက်သွယ်ဖို့အတွက်ကျမတို့ contact လေးတွေချထားပေးမှာဖြစ်ပါတယ်ဒီနေ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဆရာကိုလည်းကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်လိုအပ်တာတခုရှင်ကျွန်တော်တို့အချိန်မီဆက်သွယ်လို့ရပါတယ်လို့ပြောရင်းနဲ့နှုတ်ခွန်းဆက်ပါတယ်ပေါ့နော်ဟုတ်ကျေးဇူးပါဆရာဟုတ်ကဲ့ပါဆရာ